ပညာရှိချင်းမောင်အစဉ်ပြေသလိုတာနေပါမင်းရဲ့ဆောင်းရရာပြည့်ရဲ့ကခဏဆန်းပြတယ်လို့ကြားတိရလွန်းလို့အနီးကပ်တီးပြဆန်းပါဦးဆိုပြီးဒီတန်ဖိတ်ခေါ်လိုက်ရတာပါ။နဂါမင်းကြီးရဲ့ဂယူးဆိုင်မှုကိုကျေးဇူးထူးတင်ပါတယ်ခင်ဗျာကျွန်တော်ဟာမူလကသူထေးတိုင်းဝိုင်းကဆင်းသက်လာခဲ့တာပါဒါပေမဲ့မိဘတွေရုတ်တရက်ဆုံးပါသွားပြီးအကိုကြီးကအမွေအနှစ်အားလုံးကိုတယောက်တည်းသိမ်းပိုက်လိုက်တဲ့အတွက်အခုလိုဘဝပြည့်ရောက်ရှိခဲ့ရတာပါ။ကဲထားလိုက်ပါတော့ရောက်ပင်ရောက်လာခဲ့ပြီဆိုမှတော့မင်းပင်လဲကန်းဆက်မှာတီးခဲ့တဲ့ဆောင်းပေါ်လေးကိုပဲငါအတွက်နောက်တစ်ခေါက်လောက်တီးပြပါဦး။太感人了！ဆောင်းတန်တာယာငိမ့်ညောင်းစွာထွက်ပေါ်လာပြီးပင်လေတတဝါများနှင့်ငကားမင်းကြီး၏အချွေရံများပါမျက်ရည်ကျသည့်အထိထိခိုက်ခံစားရသည်ရင်ထဲအတော်လေးထိခိုက်ရပါတယ်ရာတကယ်ဆောင်းလိုက်ရကောင်းတချင်းကောင်းပါပဲငါစိတ်ထဲမှာတော့ဝမ်းနေကြေကွဲမှုတွေအများကြီးခံစားလိုက်ရတဲ့တသားတို့ယတနာစုခွက်ကိုယူခဲ့စမ်းဒါဟာငါရဲ့ငကားနန်းတော်ကယတနာပဲတူနဲ့ဒီခွက်ကိုတောက်လိုက်ပြီးမင်းလိုချင်တာကိုပြောလိုက်ုံနဲ့သူကဖန်ဆင်းပေးလိုက်မယ်အနာဂတ်မှာမင်းရဲ့ဘဝကြီးတရာဆိုကြည်တော်မှာပါယတနာပေးသနာတဲ့ငကားမင်းကြီးကိုအထူးပင်ကျေးဇူးတင်ပါတယ်ခင်ဗျာဒီကြီးမားတဲ့ကျေးဇူးတရားကိုတသက်လုံးမင်းနိုင်မှာမဟုတ်ပါဘူးမင်းဟာစိတ်တက်မွန်မြတ်ပြီးပညာရည်သွေးလဲရှိတဲ့သူဟာနောက်တစ်ချိန်မှာကြီးမားတဲ့အောင်မြင်မှုတွေရရှိမှာအမှန်ပါပဲအဲနောက်ဆောင်းသမားလေးလည်းအိမ်ပြန်ရောက်လာတဲ့ငကားမင်းကြီးပေးလိုက်တဲ့ရွှေခွက်ကိုစားပွဲပေါ်တင်ပြီးသူတေချာကြည့်နေတယ်ယတနာခွက်လေးရေငါအကျွေးတွေဆက်ဖို့အတွက်ငွေပြား30ပြားလိုချင်ပါတယ်ဟာတကယ်ကြီးရလားနောက်ရက်သူလည်းအိမ်ပြင်ဖို့တက်သားတွေဝယ်တာပေါ့ရက်ွက်ထဲကသူများစောက်တင်းတုံးမှထမင်းစားရတဲ့သူတွေကဟေ့လူဒီကချင်းငယ်ကိစ္စကြားပြီးပြီလားပြီးခဲ့တဲ့ရက်ပိုင်းကမှစံနောင်လာငားနေရတာအခုကျတော့ရုတ်တရက်တက်သားတွေဝယ်ပြီးအိမ်သစ်ဆောင်နေပါလားဘသူတိမလဲဗျာကျွန်တော်ကြည့်ရတာတော့တရားတော်နဲ့ရလာတဲ့ငွေတော့မဟုတ်ဝိုင်ဘူးဆိုပြီးသူ့ကိုပြောပြလိုက်တာပေါ့သူ့ကိုမိမဖြစ်သူကလည်းရှင်ပြောစမ်းပါဦးဒီညီငယ်ကရုတ်တရက်ဘလို့လှုပ်ချမ်းသာသွားရတာလဲအဝတ်ပင်ကောင်းကောင်းမရှိတဲ့သူတောင်းစားကတက်သားတွေဝယ်ဖို့ငွေပဲကရလာတာလဲငါလဲစမ်းကြယ်နေတာသူပိုင်နဲ့လဲနင်းနေလေးကမှတနစ်မှပြားစင်နေနဲ့ရဲထွက်တာငါစဉ်းစားကြည့်တာတော့ခိုးလာတာလူလာတာမဟုတ်ရင်အောက်လန်းနဲ့လန်းတစ်ခုခုပယောကပါနေပြီးငါသွားကြည့်ပြီးအကြောင်းစုံစမ်းရမယ်ဒါဆိုဒီနာပဲသူအိမ်နောက်ဖက်မှာသွားချောင်းကြည့်ချေသူဘာတွေလုပ်နေတယ်လဲဆိုတာကြည်စမ်းပါတကယ်လို့ယတနာတစ်ခုခုရှိနေတယ်ဆိုရင်တော့သူ့ကိုအလွယ်တကူမရစေရဘူးနော်ဒါနဲ့အကိုဖြစ်သူလဲညာဘက်ကျတော့ညီဖြစ်သူအိမ်သွားပြီးတစ်ပင်ပေါ်တက်ကခိုးကြောင်ခိုးဝက်နဲ့ချောင်းဝပေါ်မိမဖြစ်သူစီပြန်ရောက်တာကပြကြရနဲ့မေးတော့တာပေါ့ရှင်ပါတွေကလည်းကျမကိုပြောပြအောင်ကြက်တရေကိုမရှိဘူးဘာမှမတွေ့ခဲ့ဘူးဒီငတုံးကသူ့ရဲ့ဆောင်းစုပ်ကြီးကိုပွေပြီးတညာလုံးတီးနေတာငါမှဒူးတွေတောင်အောက်ကုန်ပြီမယားဖြစ်သူဒါဆိုလဲမနှက်ဖြန်ညာဆက်သွားချောင်းလိုက်ပါညီငယ်ရဲ့ယတနာကိုရှာမတွေ့မချင်းတော့ငါမယုံနိုင်ဘူး